ဖွေးဖွေးကိုသဘောကျလို့ဖွေးဖွေးအိမ်နာသွားကနင်းစီပန်2ပွင့်ပေးခဲ့ရဲဆိုပြီးထင်ကြီးပေးခံနေရတဲ့အဆိုတော်လက်တဲ့စီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲထိတ်တန်းမင်းသမီးချော်ဖွေးဖွေးကသူမရဲ့အိမ်ရှိမှာဖြစ်ပျက်သွားခဲ့တဲ့ထိတ်လန့်စရာကောင်းတဲ့ CCTV မှတ်တမ်းဗီဒီယိုဖိုင်တစ်ခုကိုလူမှုကွန်ရက်မှာအများပြည်သူသိရှိအောင်ချပြလာခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာဆိုရင်မတင်ကားပွဲရအမျိုးသားတယောက်ဟာဖွေးဖွေးတို့အိမ်ရှိကိုရောက်လာပြီးအင်တာဗျူးရှိလို့ပါဆိုကသတင်းတောက်တယောက်လိုဟန်ဆောင်ပြီးအိမ်ထဲဝင်ဖို့စ조사ခဲ့ပါတယ်။အဲ့ရကိုတော်ကြီးကဝင်ခွင့်မပြုတဲ့အခါမှာတော့နင်းစီပန်း2ပွင့်ကိုပေးထားခဲ့ပြီးပြန်ထွက်သွားခဲ့ပါတယ်။ဖိုးဖွေးကိုအထိတ်တလန့်ဖြစ်စေခဲ့တဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီအမျိုးသားရဲ့ပုံစံပါပဲ။သူဝတ်ဆင်ထားတဲ့အင်ကြီးကျော်ဘက်မှာအောက်လန်းအစီရင်တွေမှာအသုံးပြုလေးရှိတဲ့အင်ကွက်တွေပါဝင်နေသလိုလက်ကျက်တက်ထားတာမျိုးဖုံးပြောနေတာမျိုးလုံးဝမရှိဘဲနဲ့ဗဇက်ကနေဂါရာမန်နန်တွေယွနေသလိုတတော်တော်နဲ့ပြောဆိုနေတာကို CCTV ထဲမှာအထင်ရှားတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့်လည်းမိခင်ဖြစ်သူနဲ့အတူအေးချမ်းချမ်းနေထိုင်နေတဲ့ဖွေးဖွေးကတော့ဒါဟာသူမကိုမနာလိုတဲ့အတိုင်းဝိုင်းကနေသတင်းထောက်ရောင်ဆောင်ပြီးအောက်လန်းနီးနဲ့တမင်သက်သက်တိုက်ခိုက်စီရင်ပြူစားသွားတယ်လို့အထူးတန်တရားရှိခဲ့ပြီးအကူကြီးတောင်းခံလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဇလန်ကဒီမာရင်မပြီးသွားပါဘူး။ CCTV မှတ်တမ်းဗီဒီယိုကိုတေချာအကြိမ်ကြိမ်ပြန်ကြည့်ကြတဲ့ပရိသတ်တွေကအဲ့ဒီမတင်ကားဝဲကအမျိုးသားဟာနှကမ်းမွေးဆာဆာနဲ့သပင်ရှိထားရှိပြီးနာမည်ကြီး hip hop အစောရ rapper လက်တဲ့စီနဲ့အတော်လေးရုပ်ချင်းဆင်တူနေတဲ့ဆိုတာကိုသတိထားမိသွားကြပါတယ်။ဒီလိုတူညီနေတာကြောင့်ပဲလူမှုကွန်ရက်တစ်ခွင်မှာထင်ကြီးပေးမှုတွေအများအပြားထွက်ပေါ်လာခဲ့ပြီးအစောရလက်တဲ့စီလို့လည်းလူသိများတဲ့ rapper လက်တဲ့စီဟာဖွေးဖွေးကိုတိတ်တခုသဘောကျနေတာများလားဆိုတဲ့စိတ်ဝင်စားဖွယ်ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ပိုပြီးခိုင်လုံသွားစေတာကတော့အစောရလက်တဲ့စီရဲ့ထွက်ရှိထားတဲ့သချင်းတစ်ပုဒ်ထဲမှာဖွေးဖွေးနဲ့တူတဲ့ကောင်မလေးကိုအသေးချလို့ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စာသားတွေကိုထည့်သွင်းတီးဆိုထားတာကိုပရိသတ်တွေကပြန်လည်တူးဆွဖော်ထုတ်လာကြတာပဲဖြစ်ပါတယ်။ဒီတော့အခုလက်ရှိမှာအွန်လိုင်းပေါ်ကပရိသတ်တွေကြားမှာအမြင်နှမျိုးကွဲလွဲနေပါတယ်။ဖွေးဖွေးရဲ့ရှူရောင်းကနေကြည့်ရင်တော့မထင်မှတ်ထားတဲ့အချိန်မှာထူးဆန်းတဲ့အင်းကွက်အင်းကြီးနဲ့ဂါရာရီလိုဘာရီလိုရုပ်ဖတ်နေတဲ့လူတစ်ယောက်အိမ်ရှိရောက်လာတာဟာတကယ်ကိုကြောချမ်းစရာကောင်းပြီးအောင်လန်းပညာနဲ့အကောက်ကြံခံရတယ်လို့တွေးထိမိတာလုံးဝအပြစ်ဆိုစရာမရှိပါဘူး။ဒါပေမဲ့ပရိသတ်တွေဘက်ကရှူရောင်းကနေကြည့်ပြန်တော့လေ CCTV တွေကမတင်ကားပွဲရလူရဲ့ပုံစံကအဆိုရာလက်တဲ့စီနဲ့အရန်ကိုတူနေတဲ့အတွက်ဒါဟာအောင်လန်းပညာနဲ့တိုက်ခိုက်တာလုံးဝမဟုတ်နိုင်ဘူးလို့ကာကွယ်ပြောဆိုနေကြပါတယ်။အမှန်တကယ်တော့ကိုအရန်သဘောကျရတဲ့ crush မင်းသမီးချော်လေးစီကိုနန်းစီပန်းလေးလာပေးရင်လည်းရင်ခုန်စိတ်လို့ရှာလို့စကားရီမမဆိုတာကြောင့်ပါဇက်ကနေအဆန်းကျပ်ပြီးတတုတ်ရွတ်ဆိုနေတာများလားဆိုပြီးတော့ပါပြောနေကြတာပါ။ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာတော့လူတွေက CCTV တွေကအမျိုးသားဟာအောက်လန်းဆရာလားဒါမှမဟုတ်ဖွေးဖွေးကိုအသေးချင်နေတဲ့အစရောလက်တဲ့စီတကယ်ပဲဟုတ်နေမလားဆိုတာကိုအပြိုင်ဆိုင်ခံမှန်းနေကြပါတယ်။ဖွေးဖွေးဘက်ကလည်းလုံခြုံရေးကိုပုံမဂရုစိုက်နေရသလိုပရိသတ်တွေကလည်းဒီပဟေရီရဲ့အဖြစ်မှန်ကိုသိချင်နေကြပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဒီကိစ္စအပေါ်ဘယ်လိုမြင်ကြပါသလဲ။ CCTV တွေကအမျိုးသားဟာတကယ်ပဲအစရောလက်တဲ့စီဖြစ်နိုင်တယ်လို့ထင်မိပါသလား။ဒါမှမဟုတ်ဖွေးဖွေးစိုးရိမ်နေသလိုပဲအောင်လန်းနဲ့လာရောက်တိုက်ခိုက်တာဖြစ်နိုင်လားဆိုတာကိုအမြန်လေးတွေကိုကောင်းမွန်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။